Hello အားလုံးပဲမင်္ဂလာပါရီတာကျွတ်အနေကြိုဆိုပါရစေဒီနေ့ရီကဆေးဘက်ဝင်တဲ့ကျိန်ငါးသီးလေးကိုကြော်ပြမှာဖြစ်ပါတယ်အရင်ဆုံးကျိန်ငါးသီးလေးကိုနှစ်ချမ်းအလဲဦးတိုင်းနဲ့အစာတွေကိုထုတ်ပြီးတာနဲ့စားထည့်ပြီးတော့နယ်ပါမယ်နယ်ပြီးတော့15မိနစ်20လောက်နှက်ထားပေးပါမယ်ရှင်ခုလိုမျိုးလေးလောက်တာကြတော့ဒီအခါကိုပုံမှန်ထက်တက်တာစီရပေါ့နော်လျော်နေစီပါတယ်ဒါဆိုလို့ရှိရင်တော့ရေစေးတန့်စင်ထားတဲ့ကျိန်ငါးသီးလေးရပါပြီအဲဒါဆိုရင်ရီရိုးစပြီးတော့ကြော်လိုက်ရအောင်နော်အရင်ဆုံးစီတက်ပါမယ်ရှင်စက်သွန်နီလေးကိုပဲရီယာအသုံးပြုထားတာဖြစ်ပါတယ်ပြီးရင်တော့အရောင်လှစေရန်အတွက်နွေးနွေးမုတ်လေးထည့်ပြီးတော့စီတက်ပေးပါမယ်ရှင်အခုလိုနေထားမျိုးရောက်ပြီဆိုလို့ရှိရင်တော့ကျိန်ငါးသီးလေးကိုထည့်ပါမယ်နော်ကျိန်ငါးသီးရာဒီအခါတလေးပါဝင်ပေမဲ့ဆေးဘက်ဝင်တဲ့အကျိုးတွေအများကြီးရှိပါတယ်အတူဆုံးလေးပြောရမယ်ဆိုရင်တော့သွေးကြိုတွေလဲလျှော့နေစေနိုင်တယ်ဒီသွေးကြိုတွေထိန်းညစ်ပေးရပါတော့အစာချေစနစ်လည်းကောင်းမွန်စေတယ်ပြီးရင်တော့ကိုယ်ခံအားကိုလည်းမြင့်တင်ပေးတယ်ပြီးတော့သွေးတန့်စင်ပေးတယ်အရေပြားပြဿနာတွေအတွက်လည်းအကူအညီပေးနိုင်ပါတယ်ဒါပေမဲ့အလွန်ကျွန်တော့မစားရဘူးပေါ့နော်အသေးစိတ်ကိုတော့ဒီစာရီထဲမှာလိုက်ပြီးတော့ဖတ်ကြည့်လို့ရပါတယ်နော်ရီကတော့အတူလေးပြောသွားဖြစ်ပါတယ်ကဲကျိန်ငါးသီးလေးကိုရီကပစွန်ကြောက်လေးထောင်းတာလေးနဲ့ပစွန်ကြောက်လေးထည့်ပြီးတော့မီးပြင်းပြင်းလေးနဲ့ကြော်ပေးမယ်နော်ပြီးတော့ရေနှဲငယ်ထည့်မယ်ကျိန်ငါးသီးနူးလာတဲ့အထိရေထည့်ပေးမယ်ပေါ့နော်ကဲအခုဆိုလို့ရှိရင်တော့ကျိန်ငါးသီးလေးကနူးလာပြီအဆက်ရတာအတွက်ကိုတော့ရီကငုတ်သီးအကျန်းပတ်လေးထည့်ပြီးတော့ကြော်ပေးပါမယ်နော်ရီယာလေးအဲ့လိုမျိုးကျိန်ငါးသီးတော့မကြိုက်ဘူးဒါပေမဲ့စေးဘက်လဲဝင်နေအခါတက်ကလည်းလူကြောက်မှလိုအပ်တာဆိုတော့လေတတိယရတယ်လို့တော့ကြော်စားဖြစ်ပါရဲ့ရှင်ကဲဒါဆိုလို့ရှိရင်တော့စေးဘက်ဝင်နေအခါတက်တာပြီးတော့အရန်စားကောင်းတဲ့ကျိန်ငါးသီးကြော်လေးရပါပြီရှင်အားလုံးပဲလိုက်ပြီးတော့ချက်စားကြည့်ပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်